အလန်အစမှာမွေဖြူမလေးရှောင်းပိုင်းကထာဝရရှင်တန်နိုင်မှုတရားကျင့်နေအောင်မြင်ကန်ဒီမှာတူမရောတားစီတစ်ခုကအမြဲတမ်းကာစီတာပါတယ်။ဝေဖြူမလေးကတူနှစ်ပေါင်း900ကြာအောင်အားထုတ်ခဲ့ပြီးမဲ့အခုချိန်ထိဘာလို့မအောင်မြင်သေးတာလဲဆိုပြီးဝေခွဲရခံနေပါတယ်။အဲ့ဒီအချိန်သူ့ရဲ့ညီမဖြစ်တဲ့မွေစိမ်းမလေးရှောင်းချင်းကရောက်လာပြီးစတိုးလေးတစ်ခုပေးပါတယ်။ဝေဖြူမလေးကစတိုးလေးကိုအသုံးပြုလိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကမှတ်ညံတွေကိုပြန်မြင်လာပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း900မှာတော့မွေဖြူမလေးကနန်းတော်တွေကိုခိုးဝင်လာပြီးမွေဒီရဲ့စွားတွေကိုစုပ်ယူပြီးမကောင်းမှုဒုစရိုက်တွေလုပ်နေတဲ့နတ်ဆရာကိုလှုပ်ကြံဖို့လာခဲ့ပါတယ်။ဒါပေမဲ့လည်းလှုပ်ကြံမှုကမအောင်မြင်ပဲနတ်ဆရာကရိပ်မိသွားတာကြောင့်သူ့တပိတ်ကိုထွက်တိုက်ခိုင်းပါတယ်။နှစ်ယောက်လုံးကမော်စွားအားတွေနဲ့တိုက်ခိုက်နေရင်မွေဖြူမလေးကရှုံးနေကမြစ်ထဲကိုပြုတ်ကျသွားပါတယ်။နိုးလာတဲ့အချိန်မှာတော့သူမသိတဲ့ဒစိမ့်နေရာတစ်ခုမှရောက်နေပါတယ်။အခုရောက်နေတဲ့ရွာလေးကနတ်ဆရာကြီးကိုမွေးတွေဖမ်းပြီးဆက်သားရတဲ့မွေဖမ်းသမားတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။ရုံးနယ်သူတွေကိုဒုက္ခပေးတဲ့ရွာကိုရမ်းမရှာရတဲ့အကြောင်းရင်းကတော့မွေဖြူမလေးကအိုက်ပွေကရလာတဲ့တန်ရာတွေကြောင့်အတိတ်မိနေတာဖြစ်ပါတယ်။ရွာထဲမှာဖမ်းခံရတဲ့မွေတွေရဲ့အတန်တွေလည်းကြားနေရပြီးမွေဖြူမလေးအတွက်ဒါတွေကထူးဆန်းနေပါတယ်။အဲ့ဒီအချိန်အာရှရန်ဆိုတဲ့ကောင်လေးကရောက်လာပြီးသူ့ကိုသူမိတ်ဆက်ပါတယ်။သူကတော့မြစ်ထဲမှာမျောလာတဲ့မွေဖြူမလေးကိုကယ်တင်ပေးထားတဲ့လူလည်းဖြစ်ပါတယ်။ခေါင်းလေးကသူတို့ရွာကမွေဖမ်းတဲ့အလုပ်ကိုမလုပ်ချင်ကြပဲနတ်ဆရာရဲ့အတင်းစီခိုင်းမှုကြီးကြောင့်မွေတွေကိုဆက်တာနေရတာဖြစ်တယ်လို့ပြောပြပါတယ်။စကားပြောနေရင်မှပဲကောင်းလေးမွေးထားတဲ့ခွေးလေးကတောင်အောက်ကိုပြုတ်ကျသွားတဲ့အချိန်မှာတော့မွေဖြူမလေးကလေပေါ်ကပြန်ပြီးအစွမ်းနဲ့ကယ်လိုက်ပါတယ်။အတိတ်မိနေတဲ့မွေဖြူမလေးကတော့သူ့မှာအစွမ်းနေရှိတာကိုတတိထားမိပြီးပျော်နေပါတယ်။ဒီလိုနဲ့တောင်မော်ကလူ့ဝက်အိမ်လေးကိုရောက်တဲ့အချိန်မှာတော့ခေါင်းလေးကမွေဖမ်းသမားတယောက်မဟုတ်ပဲသူကလူတွေကိုကုတရတဲ့တမားတော်တယောက်ဖြစ်ချင်မှန်းသိရပါတယ်။အဲ့ဒီအချိန်မှာပဲမွေဖြူမလေးကသူ့အတိတ်ကအကြောင်းအရာတွေကိုဝိုးတဘွားမြင်လာပါတယ်။အာယုံနှွေးနေတဲ့သူမကိုအာရှရန်ကပခုံးလာပုတ်တဲ့အချိန်မှာတော့လန့်ပြီးတွန်းထုတ်မိပါတယ်။အမော်ကလေတွေကြောင့်အောက်ကိုပြုတ်ကျမသွားတဲ့အာရှရန်ကမွေးဖြူမလေးကိုပါခေါ်ပြီးထီးနဲ့လေဟုန်စီကပျော်နေကြပါတယ်။အဲ့ဒီအချိန်တောင်မော်ကမွေးတကောင်မှရုတ်တရက်အာရှရန်ကိုတိုက်ခတ်တဲ့အချိန်မှာတော့မွေးဖြူမလေးကသူ့စွမ်းနေနဲ့အာရှရန်ကိုကယ်လိုက်ပါတယ်။ဟန်ချက်ပြက်ပြီးပြုတ်ကျမလို့ဖြစ်နေတဲ့အာရှရန်ကိုကယ်ရင်သူ့စတိုးလေးတွေကထွက်လာတဲ့အစွမ်းနေကြောင့်သူမကတတိလစ်သွားပါတယ်။နိုးလာတဲ့အချိန်မှာတော့စတိုးလေးကိုကြည့်ပြီးအတိတ်မှာသူနဲ့ဒီစတိုးလေးကြီးကြီးမားမားဆက်သွယ်ချက်ရှိတယ်ဆိုတာကိုတတိထားမိသွားပါတယ်။ဒါပေမဲ့လည်းအတိတ်မိနေသေးတာကြောင့်ဘလို့မှလည်းစဉ်းစားလို့မရဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကိုနတ်ဆရာရဲ့တပည့်တွေကစစ်သက်ကြီးနဲ့ကိုရောက်လာပါတယ်။ဒီရွာထဲမှာဒဇိန်းကောင်မလေးတယောက်ရှိလားလို့ရွာသားတွေကိုအတင်းစစ်မိနေပါတယ်။ရွာသားတွေကလည်းမတက်နိုင်တော့ပဲအာရှရနဲ့အတူရှိနေတဲ့မွေဖြူမလေးအကြောင်းကိုပြောပြလိုက်ရပါတယ်။အဲ့ဒီအချိန်တစ်ဖက်တော်တွေကဂူတစ်ခုထဲမှာတော့မွေတွေအများကြီးကအစည်းအဝေးတစ်ခုလုပ်နေပါတယ်။ခုနကစော့ခံလိုက်ရတဲ့မွေကနတ်ဆရာကိုသူတို့လှုပ်ကြံဖို့လှုပ်လိုက်တဲ့မွေဖြူမလေးကလူသားတွေနဲ့ပေါင်းပြီးသူတို့ကိုတစ္ဆာဖောက်သွားပြီးဆိုတဲ့အကြောင်းကိုတခြားမွေတွေကိုပြောပြနေပါတယ်။မွေတချို့ကလည်းအဖြစ်မှန်ကိုမသိပဲဒေါသထွက်ပြီးတစ္ဆာဖောက်မွေဖြူမလေးကိုတွားတက်မလို့လုပ်မိကြပါတယ်။အဲ့ဒီအချိန်မွေတွေရဲ့ဘီယမကြီးကရောက်လာပြီးဒီကိစ္စကိုတီချာစုံစမ်းဖို့လုပ်နေပါတယ်။မွေစိမ်းမလေးကတော့သူ့အမကဒီလိုတစ္ဆာဖောက်တဲ့လုပ်ရမျိုးကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာကိုယုံကြည်တဲ့အတွက်ကြောင့်သူလိုက်တွားမယ်ဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်။မွေဘီယမကြီးကလည်းလိုက်တွားခွင့်ပြုလိုက်ပြီး3ရက်အတွင်းညီမ2ယောက်လုံးပြန်မရောက်လာခဲ့ရင်2ယောက်လုံးကိုတစ္ဆာဖောက်အဖြစ်တတ်မှတ်မယ်ဆိုပြီးလှုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့နတ်ဆရာရဲ့တပည့်ကသူ့အစွမ်းအနေနဲ့အာရှရန်တို့ကိုလိုက်ရှာနေပါတယ်။အဲ့တဲ့နေ့ကိုကြားကြချင်းမှာပဲအာရှရန်တို့ကရွာကနေဝေးရကိုထွက်ပြေးသွားရပါတော့တယ်။ဒါမှလည်း2ယောက်သားစကားပြောရင်ရင်းနှီးလာကြပါတယ်။အဲ့ဒီအချိန်မွေဖြူမလေးကိုတစ္ဆာပေါက်လို့တင်ပြီးမွေဒီကောင်ကအတင်းတိုက်ခိုက်နေပါတယ်။အလေးတက်ခံလိုက်ရတာကြောင့်မွေဖြူမလေးတို့ပဲခံနေရပါတယ်။ကြားထဲကမစီမဆိုင်လီမောင်းနဲ့ဘိုးတော်ကြီးကပါရှော့သွားခဲ့ပါတယ်။အာရှရန်ကိုကယ်ဖို့အတွက်မွေဖြူမလေးကသူ့ရဲ့ငကိုမူလပုံစံကိုထုတ်တုံးလိုက်ရပါတယ်။အစွမ်းနေအရန်ထုတ်တုံးလိုက်ရတဲ့မွေဖြူမလေးကတခါတည်းကိုတတိလစ်သွားပါတယ်။နိုးလာတဲ့အချိန်မှာတော့မွေဖြူမလေးကဘာကြောင့်အတိတ်မိတွေဆိုတဲ့အကြောင်းရဲ့စတိုးလေးရဲ့အကြောင်းရဲ့ကိုသိရဖို့အတွက်မိစ္ဆာမျိုးနွယ်တွေကမှော်ဆရာမလေးတယောက်ရှိကိုတွားခဲ့ပါတယ်။ဒါပေမဲ့လည်းမွေဖြူမလေးရဲ့အတိတ်ကအကြောင်းတွေကိုတော့မသိခဲ့ရပဲစတိုးလေးကတော့မွေမျိုးနွယ်တွေရဲ့အထွတ်အမြတ်ထားတဲ့ယေတနာတစ်ခုလို့ဒါသိလိုက်ရပါတယ်။ဒီစတိုးကတုံးဆွဲသူကိုရန်သူစီကမှော်စွားအနေကိုဆုပ်ယူပေးနိုင်ပါတယ်။အပြန်လမ်းမှာတော့သူ့ကိုလိုက်ရှာနေတဲ့ညီမဖြစ်တဲ့မွေစိမ်းမလေးနဲ့တွေ့ရပါတယ်။မွေဖြူမလေးကတော့အတိတ်မိနေတဲ့အတွက်သူ့ညီမကိုရန်သူတင်ပြီးတိုက်ခိုက်ပါတော့တယ်။လက်ဝါချင်းတိုက်ပြီးအတွဲအားချင်းထိသွားတဲ့အချိန်မှာတော့မွေဖြူမလေးကသူ့ညီမကိုပြန်မှတ်မိသွားပါတယ်။ဒါပေမဲ့လည်းသူ့အတိတ်ကိုတော့လုံးဝကိုမှတ်မိတာမျိုးမဟုတ်သေးပါဘူး။မွေစိမ်းမလေးကမွေတွေကိုဒုက္ခပေးတဲ့လူသားတွေကိုအယမ်းမုန်းတီးနေတဲ့လူလည်းဖြစ်ပါတယ်။အဲဒါကြောင့်အခုသူ့အမနဲ့သူရှိနေတဲ့အာရှရန်ကိုမျက်မှောက်ကျူးပြီးတိုက်ခိုက်ပါတော့တယ်။မွေဖြူမလေးကလည်းအာရှရန်ကိုတိုက်ခိုက်တာမျိုးတော့လုံးဝလက်မခံတဲ့အတွက်ညီမ2ယောက်တိုက်ခိုက်ကြရင်ညီယောက်ကိုတခုတည်းကိုပြုတ်ကျသွားပါတယ်။ဂူထဲကနေထွက်လန်းရှာနေတဲ့အချိန်မှာတိုက်ဆိုင်မွေဖြူမလေးကသူ့အတိတ်ကမှတ်ဉာဏ်တွေကိုအကုန်ပြန်ရသွားပါတယ်။သူ့ကိုယ်သူလည်းမိစ္ဆာဆိုတာကိုပြန်တတိယသွားခဲ့ပြီးဒီအကြောင်းတွေကိုအာရှရန်ကိုပြောပြလိုက်ပါတယ်။မွေဖြူမလေးကိုမိစ္ဆာဖြစ်ဖြစ်လူဖြစ်ဖြစ်သူကတော့ချစ်မှာပဲဆိုပြီးပြောလိုက်တဲ့အာရှရန်ရဲ့တော်ကီတွေကိုတွေ့သွားပြီး2ယောက်သားချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဒီလိုနဲ့ဂူရီကနေထွက်လန်းအောင်ပြန်ရှာတွေ့ခဲ့ကြပြီးအပေါ်ကိုပြန်ရောက်တဲ့အချိန်မှာတော့လူသားနဲ့မိစ္ဆာပေါင်းဖက်ဖို့မဖြစ်နိုင်ဘူးဆိုပြီးမွေဖြူမလေးကအာရှရန်ကိုလမ်းခွဲကြတာပြောပါတော့တယ်
အာရှွမ်ကတော့ဒီနေ့ပဲအဖြစ်ရပြီးဒီနေ့ပဲလမ်းခွဲခံလိုက်ရတာကြောင့်ကြေကွဲသွားပြီးအဝေးကိုထွက်ပြေးသွားပါတော့တယ်။အဲ့ဒီအချိန်ကြံခဲ့တဲ့မွေးပြူမလေးတို့ကသူတို့ကိုချီရခံပြီးလိုက်လာတဲ့နတ်ဆရာရဲ့တပည့်ဖြစ်သူရဲ့တိုက်ခိုက်တာကိုခံရပါတော့တယ်။ညီမနှစ်ယောက်လုံးကလည်းတိုက်ခိုက်ရေးပုံစံပြောင်းပြီးအတွင်းညီပြန်တိုက်ခိုက်တာတောင်မှနတ်ဆရာရဲ့တပည့်ကိုဒဏ်ရာရရအောင်လို့ပဲလုပ်နိုင်ခဲ့ပါတယ်။ဦးကောင်မလည်းဒေါသထွက်သွားပြီးမော့စွမ်းနေနဲ့ပြန်တိုက်ခိုက်တဲ့အချိန်မှာတော့ညီမနှစ်ယောက်လုံးကပြန်ခံလိုက်ရပါတယ်။ဒါပေမဲ့လည်းမွေးပြူမလေးကစတိုးကိုတုံးပြီးဟိုကောင်းစီကအစွမ်းနေအကုန်ဆုပ်ယူလိုက်ပါတယ်။တစ်ဖက်မှာတော့အာရှွမ်ကမွေးဖြူမလေးနဲ့ပေါက်ပတ်နိုင်ဖို့ဆိုပြီးမော်ဆရာမလေးစီမှာတုကိုတူမြေကွေးမိတ်စာအဖြစ်ပြောင်းလိုက်ပါတယ်။မိတ်စာဖြစ်သွားတဲ့အာရှွမ်ကလည်းတက်နိုင်တဲ့လောက်အမြန်ပြေးလာတဲ့အချိန်မှာတော့ခုနကနေရာကတိုက်ပွဲတဲ့ကြောင့်လုံးဝပျက်စီးနေပါပြီ။နတ်ဆရာရဲ့တပည့်ကလည်းမော်အစွမ်းနေအကုန်ဆုပ်ယူခံလိုက်ရတာကြောင့်တီရောမလိုတော့ဖြစ်နေပါတယ်။ဆုပ်ယူထားတဲ့မော်အစွမ်းနေအရန်အောင်များနေတဲ့မွေးဖြူမလေးကအကောင်ကြီးကြီးဖြစ်သွားပြီးအနီးနားကမြင်သမျှရွာတွေကိုလိုက်ဖြတ်စီနေပါတယ်။ဘလောက်ထိတောင်ဆိုးလဲဆိုရင်မွေဖြူမလေးကအာရှရဲ့စကားတွေကိုတော့နားမဝင်တော့ပဲဒေါ်ရတကြီးနဲ့မြင်မြင်သမျှကိုလိုက်ဖြတ်စီနေပါတယ်။ဒီပုံစံအတိုင်းနဲ့ဆက်သွားမယ်ဆိုရင်မကြခဲ့အာရှရဲ့ရွာလေးပါဖြတ်စီခတ်ရတော့မှဖြစ်တာကြောင့်ရွာတွေကလူတွေကိုထွက်ပြေးနိုင်ဖို့တတိပေးနေမိပဲတယောက်မှအဖတ်မလုပ်ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာပဲသူ့တပည့်အစော့ခံလိုက်ရတဲ့အတွက်နတ်စီယာကရွာကိုအင်အားအပြည့်စုံနဲ့ရောက်လာပါတော့တယ်။နတ်စီယာကအာရှကိုမိတ်ဆာတကောင်ဖြစ်သွားပြီဆိုတာကိုဖော်ထုတ်လိုက်တဲ့အချိန်မှာတော့ရွာသားတွေကအာရှကိုဝိုင်းခဲ့ကြပါတယ်။ဒါပေမဲ့လည်းသဘောထားပြေဝတဲ့အာရှွမ်ကတော့ရွာသားတွေကိုရအောင်ခဲ့မယ်ဆိုပြီးမွေးပြူမလေးကိုထွက်သားပါတယ်။အာရှွမ်ကမွေးပြူမလေးနဲ့ပေါင်းဆက်နိုင်ဖို့အတွက်သူ့ကိုယ်သူမိစ္ဆာအဖြစ်ပြောင်းလိုက်ပြီးဆိုတဲ့အကြောင်းသူ့အမိလေးနဲ့တက်တည်ပြလိုက်တဲ့အချိန်မှာတော့မွေးပြူမလေးကအံ့ဩသွားပါတယ်။မွေးပြူမလေးကလူသားတွေကိုမတိုက်ခိုက်တော့ပဲအာရှွမ်နဲ့နှစ်ယောက်သားအဝေးတင်နေရကိုထွက်သွားတော့မယ့်အချိန်မှာနတ်ဆရာရဲ့တိုက်ခိုက်တာကိုခံရပါတော့တယ်။သူ့ကိုလာခဲ့တဲ့ညီမဖြစ်သူကအစ်စ်အဖမ်းခံလိုက်ရပါသေးတယ်။တကယ်တော့နတ်ဆရာကမတိဆုံးနိုင်တဲ့ခန္ဓာကိုယ်ကိုရဖို့အတွက်မိစ္ဆာတွေရဲ့အတွင်းအားတွေနဲ့ဝိညာဉ်တွေကိုလိုက်ဆုံနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဝိညာဉ်အဆုတ်ခံလိုက်ရတဲ့မိစ္ဆာကတော့ဘယ်တော့မှလူပြောင်းဝင်စားလို့ရမှာမဟုတ်တော့ပါဘူး။အဲ့ဒီအချိန်မွေးဖြူမလေးတို့ဘက်ကနေမွေးဘီရင်မကြီးကရောက်လာပြီးလက်ဆရာကိုတိုက်ခိုက်ပါတော့တယ်။မွေးဘီရင်မကြီးကသူ့ကိုစွမ်းနေနဲ့အီယာမမွေးကြီးကိုဖန်ဆင်းပြီးတိုက်တယ်လို့နတ်ဆရာကလည်းသူ့ကိုစွမ်းနေနဲ့လင်းတို့တွေအများကြီးကိုဖန်တီးပြီးပြန်တိုက်နေပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ထကြရင်အဲ့ဒီတိုက်ပွဲတန်ကြောင့်အတွဲအားတွေစုဖို့လောက်ထားတဲ့နတ်ဆရာရဲ့ဆက်ကြီးကလဲကျသွားတာကြောင့်မွေဖြူမလေးတို့ကလွတ်မြောက်သွားပါတယ်။လူလူချင်းမှာပဲအနောက်ကနေဝင်ပြီးဇဒိုးနဲ့နတ်ဆရာရဲ့အစွမ်းတွေကိုပြန်ဆုပ်ယူလိုက်ပါတယ်။အတွဲအားတွေဆုပ်ယူထားတဲ့ဇဒိုးကိုမွေပြင်မကြီးစီသွားပြလိုက်တဲ့အချိန်မှာတော့မွေပြင်မကြီးကလောဘတွေတက်လာပြီးသူကလည်းနတ်ဆရာလိုမတီးတဲ့ခန္ဓာကိုယ်မျိုးကိုရကျင်လာပါတယ်။အဲအကြောင်းအရင်ဆုံးအနီးနားမှာရှိနေတဲ့မွေစိမ့်မလေးရဲ့အစွမ်းတွေကိုစတင်ဆုပ်ယူနေပါတယ်။အဲ့ဒါအပြင်ကိုမှတူလက်အောင်ငယ်သားမွေရီစီကပါအစွမ်းတွေကိုအပုံလိုက်ဆုပ်ယူလိုက်ပါတယ်။ဤသွားတဲ့အချိန်မှာတော့သူကနာကိုတီကအီယာမမွေကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။မွေဖြူမလေးကလည်းသူ့ညီမစောနဲ့တိုက်ခိုက်နေပြီးမဲ့အစွမ်းနေတာလွန်နေတဲ့သူတို့ရဲ့ခေါင်းဆောင်ကိုတော့လုံးဝမနိုင်ပဲဖြစ်နေပါတယ်။ဒီလိုဆက်သွားနေရင်အကုန်ဒုက္ခရောက်ကုန်မှာဆိုတာကြောင့်ရွေးချယ်စရာမရှိတော့တဲ့အာရှွမ်ကနတ်ဆရာရဲ့ဆက်ကိုပြန်ထောင်လိုက်ပါတယ်။အဲဒါကြောင့်ပဲစိတ်တက်မကောင်းတဲ့မွေပြင်မကြီးရဲ့အစွမ်းနေစုပ်ယူခံလိုက်ရပြီးရေခဲတုံးမှာဖြစ်သွားပါတယ်။အာရှွမ်ကလည်းရေခဲတုံးဖြစ်မှာဆိုတာကြောင့်မွေဖြူမလေးကိုထမ်းပြီးထွက်ပြေးပါတော့တယ်။တယောက်စလုံးကလူတွေနဲ့ဝေးရမှာတွားနေဖို့စိတ်ကူးရင်ပြီးထွက်ပြေးခဲ့ကြပေမဲ့လည်းကံမကောင်းစွာနဲ့အတားအဆီးတစ်ခုကြောင့်ပိတ်မိနေပါတော့တယ်။အဲ့ဒီအချိန်မှာအာရှွမ်ကိုတနာတဲ့ရွာသားတွေကကဲဖို့လာခဲ့ပြီးမဲ့နောက်ကျသွားခဲ့ပါပြီ။ရေခဲတုံးဖြစ်နေတဲ့အာရှွမ်ရဲ့အတွင်းအားတွေစုပ်ယူခံလိုက်ရတဲ့အချိန်မွေဖြူမလေးကအာရှွမ်ရဲ့အသက်ကိုမကယ်လိုက်နိုင်ပေမဲ့ဝိညာဉ်ကိုတော့သူ့ရဲ့ဇဒိုးလေးထဲမှာထည့်ထားလိုက်နိုင်ပါတယ်။ဒီလိုနဲ့နှစ်ပေါင်း900ကြာတဲ့အထိကိုမွေဖြူမလေးကလူပြောင်းဝင်စားမဲ့အာရှွမ်ကိုလိုက်ရှာနေခဲ့ပါတယ်။ဒီနေ့မှာတော့အာရှွမ်ကလူလောကမှာပြန်လည်မွေးဖွားလာခဲ့ပါတယ်။အာရှွမ်ကိုပြန်တွေ့ရတဲ့အချိန်မှာတော့မွေဖြူမလေးကအရင်ဘဝကအကြောင်းတွေကိုပြောပြနေခဲ့ပြီးဘဝပေါင်းများစွာဝေးကွာနေတဲ့ချစ်သူနှစ်ယောက်ကြည်နူးနေရင်ပထမပိုင်းဆက်တင်သွားခဲ့ပါတယ်။